အားလုံးကိုသခင်ရှုနာမနဲ့မင်္ဂလာပါလို့ကြိုဆိုပါတယ်ကျွန်တော်တို့မိဝိုင်သင်းတော်ရဲ့ဗုဒ္ဓနေ့ဝိညာဉ်ရအစီအစဉ်မှာအားလုံးကိုကြိုဆိုပါတယ်လို့ဒီနေ့ကျွန်တော်တို့ခွန်အားယူရမယ့်နှုတ်ကပတ်တော်လေးကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်29ညီသက်ချင်းကိုတင်တို့၌ငါထားခဲ့၏ငါ၏ညီသက်ချင်းကိုတင်တို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်တို့စိတ်နှလုံးပူပင်ခြင်းစိုးရင်တုန်လှုပ်ခြင်းမရှိစေနှင့်ဒီနေ့တူကခွန်ယူမဲ့ခေါင်းစဉ်တွေကညီသက်ချင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်လို့ကျွန်တော်သက်တာမှာပေါ့နော်ဖျားသခင်ပေးတဲ့ညီသက်ချင်းကပဲညီသက်ဆုံးသောအရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလမှာကျွန်တော်သိတဲ့အတိုင်းမှာပဲကျွန်တော်တို့နေထိုင်တဲ့မန္တလေးမြို့ကြီးမှာကြီးစွာသောတဘာဝဘေးဒဏ်ငလင်းကြားရောက်တဲ့ခါမှာဘယ်နေရာပဲကြီးကြီးပေါ့နော်ဆုံးရှုံးမှုတွေဝမ်းနည်းမှုတွေကြေကွဲမှုတွေနဲ့ပဲအဆိုးဆုံးကတော့ဒေဆုံးသူတွေဘဝပြတ်သူတွေရပဲမိသားစုပြတ်သူတွေနဲ့မြောက်များစွာနဲ့ဘယ်နေရာပဲကြီးငြိမ်သက်ခြင်းကမရှိတော့ဖြစ်တယ်ငြိမ်သက်ခြင်းကိုဘယ်သူမှမပေးနိုင်ဘူးဖြစ်တယ်ကျွန်တော်ပင်လင်ပေါ့နော်ငလင်ကြီးရပေါ့နော်ဘယ်ချိန်မှနောက်တစ်ခေါက်လောက်ရမလဲဆိုတော့အမြဲတမ်းပေါ့နော်တခါကျရင်စိုးရင်စိမ့်နဲ့နေသက်မိတယ်ဖြစ်တယ်အခုပဲငလင်လှုပ်လို့ထပြေးရမလို့ညတကောင်ပဲလှုပ်တဲ့ချိန်မှာအိယာကပဲထပြီးမှပေါ့နော်ပြေးရမလို့နဲ့အမြဲတမ်းစိတ်ထဲမှာစိုးရင်မှုမြောက်များရှိတယ်အဲ့ဒီချိန်မှာကျွန်တော်တောင်းတတာဘုရားသခင်ပေးတဲ့ညီသက်ခြင်းပဲကျွန်တော်တက်တာညီသက်ခြင်းပေးနိုင်တာဖြစ်တယ်ဘယ်သူမှကဒီဟာအတွက်ကျွန်တော်တို့ညီသက်ခြင်းနဲ့မပေးနိုင်ဘူးအာမခံချက်လည်းဘယ်သူမှမပေးနိုင်တော့ဘူးဘုရားကပေးတဲ့ညီသက်ခြင်းပဲကျွန်တော်တက်တာမှာထိုညီသက်ခြင်းအပြင်ကျွန်တော်တက်တာကိုတကယ်ပဲပေါ့နော်နှစ်ချိုက်စွာအိတ်ဆက်ခွင့်ကိုပေးနိုင်တာဖြစ်တယ်ဘလို့အရာတွေပဲကြုံတွေ့နေပေါ့နော်လောကဒဏ်တဘာဝဘေးကြီးတဘာဝဘေးဒဏ်ကြီးဘလို့ပဲကြုံတွေ့နေရပါစေဘုရားပေးတဲ့ညီသက်ခြင်းအပြင်ကျွန်တော်တို့အတွက်အကောင်းဆုံးညီသက်ခြင်းကိုရရှိနိုင်တာဖြစ်တယ်ဆိုတာဒီအားဖြင့်ကျွန်တော်တက်တာမှာအများကြီးပဲပေါ့နော်ဘုရားကသူ့ရဲ့ညီသက်ခြင်းကိုကျွန်တော်တက်တာမှာအသစ်ဖန်ပြန်လဲပြီးတယ်ဆိုတဲ့အသက်တာကိုမြောက်များစွာကျွန်တော်တက်တာမှာခံစားရတာဖြစ်တယ်ယေရှုခရစ်တော်ပင်လင်ပေါ့နော်ဒီပေါ့နော်သူ့တပည့်တော်တွေနဲ့တူအဲ့တစ်ဖက်ကိုကူးတဲ့ခါမှာသူပင်လင်သူ့တပည့်တော်တွေကိုကျွန်တော်တက်တာထိုးပေါ့နော်ညီသက်ချပြီးကျွန်တော်ကိုတက်တည်ပြခဲ့ရဆိုတော့တွေ့ရဖြစ်တယ်မုံနှမ်းကြားမှာတကယ်ပဲပေါ့နော်တပည့်တော်တွေကစိုးရိမ်နေအိုင်လန်မှာဒီပြင်းမုံနှမ်းကြားခါမှာတပည့်တော်ကစိုးရိမ်စွာနဲ့တပည့်တော်တွေကရုန်းကန်ကြတယ်လှုပ်ရှားကြတယ်အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကညီသက်စွာနဲ့အိဆက်နာယူနေတာဖြစ်တယ်ဒီလိုပဲကျွန်တော်ဘဝတက်တာမှာပေါ့နော်ဘယ်လိုပဲတဘာဝဘီဒဏ်ကြီးကကြုံနေရပါစေကျွန်တော်တို့ကိုပေးနိုင်တဲ့ညီသက်ခြင်းကဖျားပေးတဲ့အရာကပဲကျွန်တော်ညီသက်ခြင်းပေးနိုင်တာဖြစ်တယ်လောကကဘယ်အရာကမှကျွန်တော်ကိုညီသက်ခြင်းမပေးနိုင်ဘူးစီးစိမ်ဥစ္စာတွေလည်းအကုန်ပျက်စီးသွားတယ်ကဘာကြီးမှာရှိသမျှအရာအလုံးကတော့ပျက်စီးခြင်းနဲ့ပဲဆုံးတတ်တယ်ဖျားပေးတဲ့ညီသက်ခြင်းသားလေကျွန်တော်တို့အတွက်ညီသက်ဆုံးသောအရာဖြစ်တယ်အားကြောင့်မို့ဒီမှာနှုတ်ကပတ်တော်မှာပေါ်ပြတာအတိုင်းပါပဲဖျားယေရှုခရစ်တော်ကပဲသူပေးတဲ့ညီသက်ခြင်းကကျွန်တော်တို့အကောင်းဆုံးညီသက်ခြင်းပါပဲဆိုတဲ့အကြောင်းအရာလေးဖြစ်ဒီနေ့တူကကိုကျွန်တော်တက်တည်ခိုင်းနဲ့ဝင်ငှခြင်းနဲ့ဒီတလတာမှာကျွန်တော်ကြုံတွေ့ရတဲ့ခက်ခဲမြောက်များစွာကဘုရားရှင်ကြောင့်သာကျွန်တော်ညီသက်စွာနေခွင့်ရတယ်ဆိုတဲ့အကြောင်းအလုံးကိုကျွန်တော်ဒီဟာနဲ့တက်တည်ခိုင်းနဲ့ဝင်ငှခြင်းနဲ့ရောက်ဆိုင်ပုံမှာဘုရားရှင်ထူကောင်းချီးပေးပါစေ